အသင်းတော်ဖခင်ကြီးများခေတ်ရဲ့ဒုတိယရာစုအလဲ AD 144ဝန်းကျင်မှာခရစ်ယာန်အသင်းတော်ကိုအကြီးအကျယ်တုံ့လှုပ်သွားစေခဲ့တဲ့နောက်ထပ်မိစ္ဆာဝါဒတစ်ခုကတော့ Marcionism မာစီယွန်ဝါဒဖြစ်ပါတယ်။ဒီဝါဒဟာဓမ္မဟောင်းကျမ်းနဲ့ဓမ္မသစ်ကျမ်းရဲ့ဆက်ဆက်မှုကိုလုံးဝဖျက်တောက်ပစ်ဖို့ကြိုးစားခဲ့ပြီးတမိုင်းမှာပထမဆုံးကိုယ်ပိုင်ကျမ်းစာစုကိုစိတ်ကြိုက်ညှက်ထုတ်ပြီးဖန်တီးခဲ့တဲ့ဝါဒလို့ပြောလို့ရပါတယ်။ဒီဝါဒရဲ့အဓိကအချက်တွေကိုအောက်ပါအတိုင်းခွဲခြားရှင်းပြပေးပါမယ်။မူလအစကိုပြောပြပါမယ်။ဒီဝါဒကိုစတင်ခဲ့သူကတော့ပင်လယ်နက်ကမ်းခြေစင်နိုဘမြို့ကချမ်းသာတဲ့တင်မောပိုင်ရှင်တဦးဖြစ်ပြီးဆရာတော်တဦးရဲ့သားလေးဖြစ်တဲ့မာစီယွန်ဖြစ်ပါတယ်။သူဟာ AD 140ဝန်းကျင်မှာရောမအသင်းတော်ကိုရောက်လာပြီးအလှူငွေအမြောက်အများလှူဒန်းခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ထူးဆန်းပြီးအစွန်းရောက်တဲ့ဓမ္မပညာတွေးခေါ်တွေကြောင့် AD 144မှာရောမအသင်းတော်ကသူ့ကိုသာသနာပဲလုပ်ခဲ့ပါတယ်။အဲဒီနောက်မှာသူဟာမိမိကိုယ်ပိုင်အသင်းတော်နဲ့ဂိုင်းခွဲကိုတည်ထောင်ခဲ့ပါတယ်။အဓိကယုံကြည်ချက်များနဲ့တုံ့တင်ချက်များမာစီယွန်ရဲ့အတွေးခေါ်ဟာ Gnosticism ရဲ့ယုံနဲ့နံခွဲခြားတဲ့ dualism အပေါ်မှာအခြေခံထားပေမဲ့သူ့ရဲ့အဓိကအာရုံစိုက်မှုကဓမ္မဟောင်းဖျားနဲ့ဓမ္မသစ်ဖျားမတူညီခြင်းပေါ်မှာရှိပါတယ်။ဖျားနှစ်ပါးဝါဒဓမ္မဟောင်းဖျားဂျူးလူမျိုးတွေကိုးကွယ်တဲ့ကမ္ဘာလောကကိုဖန်ဆင်းတဲ့ဖျားဟာတရားသူကြီးလိုပြတ်သားတယ်၊မျက်နှာလိုက်တယ်၊ဒေါသကြီးတယ်၊ကလဲစားချေတတ်တယ်၊မျက်စိတက်လှည့်သွားတက်လှည့်စနစ်နဲ့အပြစ်ပေးတတ်တဲ့ဥပဒေဖျားဖြစ်တယ်လို့မာစီယွန်ကဆိုပါတယ်။ဓမ္မသစ်ဖျားယေရှုခရစ်တော်ဖော်ပြခဲ့တဲ့ဖျားသခင်ကတော့ဓမ္မဟောင်းဖျားနဲ့လုံးဝမသက်ဆိုင်ပဲအလွန်မေတ္တာကြီးမားတဲ့ကရုဏာတော်နဲ့ပြည့်စုံတဲ့မေတ္တာဖျားဖြစ်တယ်လို့ယူဆပါတယ်။ဓမ္မဟောင်းကျမ်းကိုလုံးဝညှင်းပယ်ခြင်းမာစီယွန်ကခရစ်ယာန်တွေဟာဂျူးတွေရဲ့ဓမ္မဟောင်းကျမ်းကိုလုံးဝမဖတ်သင့်မကိုးကားသင့်ဘူးလို့သွန်သင်ပါတယ်။ခရစ်တော်ဟာဓမ္မဟောင်းပရောဖတ်ပြုချက်တွေကိုပြည့်စုံစေဖို့ကြောက်လာတာမဟုတ်ပဲဓမ္မဟောင်းဖျားရဲ့စနစ်ဆိုးကနေလူတွေကိုကယ်ထုတ်ဖို့ကြောက်လာတာလို့ဆိုပါတယ်။ခရစ်တော်ဤကိုထင်ပြဝါဒ Gnostic တွေလိုပဲရုပ်လောကကိုစိုးညစ်တယ်လို့မြင်တဲ့အတွက်ခရစ်တော်ဟာဓမ္မဟောင်းဖျားဖန်ဆင်းထားတဲ့ရုပ်ခန္ဓာအတိုင်းအမိဝမ်းတွေကမွေးဖွားလာတာမဟုတ်ပဲကောင်းကင်ကနေလူရောင်ဆောင်ပြီးချက်ချင်းကိုထင်ပြသက်ဆင်းလာတာလို့ယုံကြည်ပါတယ်။သမိုင်းဝင်ကျမ်းစာဖြတ်တောက်မှုမာစီယွန်ဟာသူ့ရဲ့အယူအဆနဲ့ကိုက်ညီအောင်သမိုင်းမှာပထမဆုံးအကြိမ်ဖြစ်ခရစ်ယာန်ကျမ်းစာစုကိုစိတ်ကြိုက်ညှက်ထုတ်ပြီးသတ်မှတ်ခဲ့ပါတယ်။ဓမ္မဟောင်းကျမ်းတအုပ်လုံးကိုလုံးဝပယ်ပါတယ်ဓမ္မသစ်ကျမ်းတွေကလည်းဂျူးဆန်တဲ့အချက်တွေပါဝင်တဲ့မသေးမာကုယောဟန်ခရစ်ဝင်ကျမ်းတွေကိုပယ်ပြီးလူကာခရစ်ဝင်ကျမ်းတအုပ်တဲကိုပဲခြံထားပါတယ်အဲ့ဒီလူကာကျမ်းတွေကလည်းခရစ်တော်မွေးဖွားခြင်းအခန်းလိုမျိုးဂျူးနောက်ခံတဲ့ဆက်ဆက်တာတွေကိုညှက်ထုတ်ပစ်ခဲ့ပါတယ်တမန်တော်ကြီးပေါလုကိုသာခရစ်တော်ရဲ့သတင်းကောင်းကိုနားလည်တဲ့တူရဲသောတမန်တော်စစ်လို့ယူဆပြီးပေါလုရဲ့စာဆောင်တစ်ဆက်ဆောင်ကိုပဲတင်စီခဲ့ပါတယ်အသင်းတော်ဖခင်ကြီးများ၏တုံ့ပြန်မှုဒီဝါဒဟာဒုတိယနဲ့တတိယရာစုတွေမှာမြေထဲပင်လယ်ဒေသတစ်ခုလုံးကိုတောမီပမာပြန့်နှံ့သွားခဲ့လို့အသင်းတော်အတွက်အလွန်အန္တရာယ်ကြီးတဲ့စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။အသင်းတော်ဖခင်ကြီးတာတူလျန်ဆိုရင်မာစီယွန်ကိုစန့်ကျင်ဖို့အခန်းကြီး9ခန်းပါတဲ့ Calvarius Marcionum မာစီယွန်ကိုစန့်ကျင်ခြင်းကျမ်းကိုတီးတန့်ရေးသားပြီးခြေပခဲ့ရပါတယ်။ဖခင်ကြီးတွေကဓမ္မဟောင်းကျမ်းရဲ့ဖျားသခင်နဲ့ဓမ္မသစ်ကျမ်းရဲ့ဖျားသခင်ဟာတပါးတည်းသောဖျားဖြစ်ကြောင်းတရားမျှတခြင်းနဲ့မေတ္တာကရုဏာဟာဖျားသခင်တပါးတည်းရဲ့ဂုဏ်အင်္ဂါရက်တွေသာဖြစ်ကြောင်းကျမ်းစာနဲ့အညီပြန်လည်သက်သေထူခဲ့ကြပါတယ်။အသင်းတော်အပေါ်တက်ရောက်မှုမာစီယွန်ရဲ့လုပ်ရက်ကြောင့်အသင်းတော်ဟာအောက်ပါအချက်တွေကိုအရေးပေါ်အလင်းမြန်လှုပ်ဆောင်လာရပါတော့တယ်။စစ်မှန်သောဓမ္မသစ်ကျမ်းစုသတ်မှတ်ခြင်းမာစီယွန်ကကျမ်းစာတွေကိုစိတ်ကြိုက်ဖြတ်တောက်ပြလိုက်တဲ့အခါအသင်းတော်ကဘယ်ကျမ်းစာတွေကသာစစ်မှန်တဲ့တမန်တော်တွေရဲ့အရိုက်အရာဖြစ်လဲဆိုတာကိုတရားဝင်စာရင်းပြုစုဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။ဓမ္မဟောင်းကျမ်းကိုကာကွယ်ခြင်းခရစ်ယာန်အသင်းတော်ဟာဂျူးတို့ရဲ့ဓမ္မဟောင်းကျမ်းကိုပယ်စရာမလိုပဲခရစ်တော်အားဖြင့်ပြည့်စုံသွားတဲ့ဖျားသခင်ရဲ့ဗျာဒိတ်တော်အဖြစ်ခိုင်ခိုင်မာမာဆက်လက်သိမ်းဆည်းထားခဲ့ပါတယ်။အနှစ်ချုပ်ရရင် Marcionism ဆိုတာဓမ္မဟောင်းရဲ့ဥပဒေဖျားနဲ့ဓမ္မသစ်ရဲ့မေတ္တာဖျားကိုခွဲခြားပြီးဓမ္မဟောင်းကျမ်းတအုပ်လုံးနဲ့ဓမ္မသစ်ကျမ်းအများစုကိုညှက်ထုတ်ပယ်ရှင်းခဲ့တဲ့ကျမ်းစာဖြတ်တောက်မှုအစွန်းရောက်ဝါဒဖြစ်ပါတယ်။သူ့ရဲ့စိန်ခေါ်မှုကြောင့်ပဲအသင်းတော်မှာယနေ့ကျွန်တော်တို့ဖတ်နေရတဲ့ဓမ္မသစ်ကျမ်း29အုပ်စလုံးပေါ်ပေါက်လာဖို့ပုံမှန်မြန်ဆန်လာခဲ့ရပါတယ်။ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အသင်းတော်သမိုင်းတွေကအကြောင်းအရာလေးတွေကိုဆက်လက်ကြိုးစားပြုစုပေးပါဦးမယ်။ Facebook ကနေကြည့်နေတာဆိုရင် page ကိုလည်း follow လုပ်ထားဖို့မမေ့နဲ့နော်။ YouTube ကနေကြည့်နေတာဆိုရင် subscribe လုပ်ထားပေးပါနော်။ Like and comment တွေနဲ့လည်းအားပေးပါဦးနော်။ကျေးဇူးတင်ပါတယ်။ကောင်းသောနေ့လေးဖြစ်ပါစေ။